3ယောက်သားစိတ်ပြက်လက်ပြက်နဲ့ကြံခဲ့ပေမဲ့မကြခင်မှာပဲစုကြီးငွေခွဲရမယ်ပြောကြောင်းပြန်ရင်မောပြီးကားမောင်းထွက်သွားကြပါတော့တယ်ဒါဆိုယွန်းကျင်ကတကယ်ပဲအေးဆက်ဆက်နဲ့ဂယုမဆိုင်တာလားမဟုတ်ပါဘူးသူလူတွေနဲ့ခွဲထွက်လာပြီးနောက်မှာမှတ်တမ်းခန်းတဲကိုတယောက်ထဲသွားပြီးမြို့ပြရေးနှုံမြောင်းမြေပုံတွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အုံစည်းရင်းတွေကိုရှာဖွေစစ်ဆေးခဲ့ပါတယ်သူ့ရဲ့လက်ညှိုးကကဲတင်ရှင်ထာဝရအသက်ဘာသာရေးကျောင်းဆိုတဲ့စာသားပေါ်မှာရက်တန့်သွားခဲ့ပြီးသူကဒီကိစ္စတွေကိုကိုယ်ပိုင်နည်းလမ်းနဲ့စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်အဲ့ဒီနောက်ယွန်းကျင်အပြင်ကိုထွက်လာတဲ့အချိန်မှာဖခင်ရဲ့လက်အောက်ခံဖြစ်တဲ့အစွန်းရောက်ဘာသာရေးသမားကင်ဘာဝူနဲ့လမ်းမှာထိတ်တိုက်တိုးပါတော့တယ်ကင်ဘာဝူကမင်းပါလို့ဒီမျိုးကိုပြန်လာတာလဲလို့မေးတဲ့အခါယွန်းကျင်ကနိုင်ငံဝန်ထမ်းတယောက်အလုပ်ပြောင်းတာဘာအကြောင်းပြချက်လို့လဲလို့ခက်အေးအေးပဲပြန်ဖြေခဲ့တယ်ကင်ဘာဝူကမင်းကိုဒီလိုအခြေအနေရောက်အောင်လုပ်ခဲ့တဲ့လူကိုအခုထိဖခင်လို့ခေါ်နေတော့မယ်လားလို့မေးလိုက်တဲ့အချိန်မှာယွန်းကျင်ရဲ့အတိတ်ဆက်ကြောင်းပေါ်လာခဲ့ပါတယ်တကယ်တော့သူတို့အားလုံးဟာငငယ်ကဒေါက်တာဟာဝင်တို့ရဲ့စမ်းသပ်ခန်းထဲမှာစမ်းသပ်ခံခဲ့ရတဲ့သားကောင်တွေဖြစ်ကြပြီးကင်ဘာဝူကတော့သူ့ကိုယ်သူမပြိုလဲနိုင်တဲ့အံဖွယ်သားတော်လို့ယုံကြည်နေသူပါယွန်းကျင်ကတော့ဒါတွေကိုယွန်ရှာပြီးသူကကျွန်တော်တို့ကိုဘီလူတတဝါတွေဖြစ်အောင်လုပ်ခဲ့တာကျွန်တော်ကတော့အေးအေးဆေးဆေးပဲနေချင်တယ်ဒီကိစ္စတွေထဲထပ်မပါချင်တော့ဘူးလို့ပြောပြီးထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းဇွဲမလျှော့တဲ့ခြိုင်လင်ကယွန်းကျင်လေးကျင်ကန်လုပ်နေတဲ့အာကစားခန်းမအထိထပ်လိုက်လာပြီးဟိုကဲလိုက်တဲ့ရဲနှစ်ယောက်ပျောက်သွားပြီစေးရုံမှာကောရဲစခန်းမှာကောဘာမှတမ်းမှမရှိဘူးလူငွေပြန်သွားတယ်လို့ပဲကျမလည်းအဲ့ဒီလိုဖြစ်သွားမှကြောက်တယ်လို့လာပြောပါတယ်။ယွန်းကျင်ကစိတ်ပြက်လက်ပြက်နဲ့မတွေ့ချင်ဘူးဆိုရင်တော့ကြွက်တွေလိုပဲပါဆက်ပိတ်ပြီးငြိမ်ငြိမ်လေးနေလိုက်ပါ။လူအများကြီးနဲ့စုပြီးရှောက်သွားမနေနဲ့လို့သတိပေးပေမဲ့ခြိုင်လင်ကတော့စူပါဆွမ်းအားတွေမှာတက်တန်းကုံဆုံးရရှိလား။ဆွမ်းအားတွေပျောက်သွားရင်တည်သွားနိုင်လားဆိုပြီးစွအတင်းလိုက်မင်းနေတော့မှာပဲ။အဲ့ဒီအချိန်မှာပဲအလုတ်ဖို့မျိုးသမီးတယောက်ရုတ်တရက်အခန်းထဲဝင်လာတာကြောင့်ခြိုင်လင်ရဲ့စူပါဆွမ်းအားကိုလူမသိစေဖို့ယွန်းကျင်ကသူ့ကိုအကာရံပြားစီအတင်းတွန်းပို့ပြီးပါဇက်ကိုလှမ်းပိတ်လိုက်ရပါတယ်ဒီလိုရိုမန်တဆန်တဲ့အနေထားကြောင့်ခြိုင်လင်တယောက်ရင်တွေခုန်သွားခဲ့ရတယ်လို့ယွန်းကျင်ကသူ့ကိုမျက်နှာချက်ပေါ်တယ်လီပို့လုပ်ပြီးပြစ်တင်လိုက်တာကိုမြင်ပြီးနောက်မှာတော့ခြိုင်လင်တယောက်ယွန်းကျင်ရဲ့ဖန်ကောင်းမလေးဖြစ်သွားပြီးဆရာကြီးဒါမျိုးကိုဘာလို့လှုပ်ဝက်ထားတာလဲလို့အော်ဟစ်ကပျော်ရွှင်စွာနဲ့ထွက်ပြေးသွားပါတော့တဲ့အဆောက်အုံပေါ်ကနေကလေးတယောက်လိုပျော်မြူပြီးပြေးထွက်သွားတဲ့ခြိုင်လင်ကိုကြည့်ပြီးယွန်းကျင်ရဲ့နှုတ်ခမ်းဖျားမှာမတိမတာပြုံးတစ်ခုပေါ်လာခဲ့ပြီးအေးခဲနေတဲ့သူ့နှလုံးသားကအည်ပျော်စားပြူလာခဲ့ပါပြီဒါပေမဲ့အနေရကတော့သူတို့နောက်ကိုတဖြည်းဖြည်းနီးကပ်လာနေပြီးကင်ဘာဝူကခြိုင်လင်ရဲ့နောက်ွယ်မှာရုတ်တရက်ပေါ်လာခဲ့ပါတော့တယ်